ပြဝန်းနေခြင်းဒုက္ခတွေမှာရောက်ရှိနေလို့ချိန်မှာရင်ဆိုင်ရသောခီးလန်းနေကဲကိုကြမ်းတမ်းလို့နေခက်တဲ့နေတဲ့ဘဝရုန်းကန်ရရှိတော့ကဝေဒနာတွေကြားရင်ဆိုင်ရသောဘဝတိုက်ပွဲတွေလမ်းပြပေးမှုပါနှုတ်ဆက်ဆုံးစံခြင်းတွေ့ကြုံလို့ခါဝမ်းနေနေလို့ချိန်မှာရင်ဆိုင်ရသောဘဝလမ်းတွေကေကိုကြမ်းတမ်းလို့နေစိတ်ပြည့်ကြွေးခြင်းရုန်းကန်ရရှိတော့က